ကျွန်တော်တို့ first grade သင်ခန်းစာ50နောက်ဆုံးအပုံတော့ကျွန်တော်တို့ပြီးသွားပြီအဲ့တော့ဒီသင်ခန်းစာဆိုရင်ထိုင်ပင်ရည်တွဲတက်ဖို့အတွက်တန်ဖို့အရှိဆုံးသင်ခန်းစာဖြစ်တယ်နော်အဲ့တော့2 4 ထိုင်ပင်တစ်ပါးမှာ2ချက်ဆိုတော့1 2 1 2တစ်ပါးမှာ2ချက်ဒါပဲ note တွေအများကြီးပဲဆိုတော့သူက quarter note တွေရော8 note တွေရော16 note တွေရောပါတယ်ဆိုတော့ကျွန်တော်တို့ထိုင်ပင်ခောက်မယ်ထိုင်ပင်ရည်တွဲမယ်ဆိုတော့တစ်ပါးမှာ2ချက်ဆိုတော့ကဲအနောက်ကနေစရည်ရမယ်ဒီမှာလည်းတစ်ချက်မပြည့်ဘူးဒီမှာလည်းတစ်ချက်မပြည့်ဘူး1 2အဲ့လိုလည်းမဟုတ်ဆိုတော့ဘယ်လိုလဲဆိုတော့1နော်1 and 2 and 1 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 and 2 and နော်အဲ့လိုမျိုးအဲ့ဒီ note ကိုပါဇက်နဲ့ထိုင်ပင်ခောက်ပြီးမှအတိအကျဒီလို့အဆင်ပြေနော်ပိုကောင်းတယ်နော်ဖြည်းဖြည်းလေးအဲ့ဒါတန်ဖိုးရှိရနော်ကျေးဇူးတင်ပါတယ်